ဝရဏတိဘုရင်ကြီးကအမတန်မှသူတော်ကောင်းစိတ်ဓာတ်ရှိတယ်ဥပုသ်နေ့ဆိုလို့ရှိရင်ဒါနကောင်းမှုလုပ်တယ်သီလဆောင်တယ်ဥပုသ်ဆောက်တည်တယ်သူ့ရဲ့အမှုရန်အရာရန်တွေမူတွေမှတ်တွေနန်းတော်သူနန်းတော်သားတွေကိုလည်းအကုန်လုံးဥပုသ်နေ့ဆိုဥပုသ်ဆောင်ခိုင်းနေရှိတယ်အဲ့လိုနေတဲ့ဘုရင်ကြီးပေါ့နောက်ပိုင်းကျတော့အဲ့ဒီဘုရင်ကြီးကထိနန်းကိုစွန့်ပြီးတော့သူကတောထွက်ပြီးရသေးဝတ်သွားတယ်ရသေးဝတ်သွားပြီးခင်းကမြစ်ရဲ့အောက်ပိုင်းမှာသင်္ကန်းကျောင်းလေးဆောက်ပြီးတော့ခင်းကမြစ်ကမ်းဘေးမှာရသေးကျောင်းလေးဆောက်ပြီးတော့အဲ့ဒီမှာနေတယ်ဇံပိန်ညင်နဲ့တနေ့ကျတော့ခင်းကမြစ်ထဲမှာသူရေချိုးတဲ့ရေချိုးစိတ်နာကိုရေထဲကနေမျောလာတဲ့တရသီးကြီးတစ်လုံးတော့တွေ့သူရေချိုးကနေဆိုတရသီးမြင်တော့ဆင်းပြီးတော့ဆယ်ထားပြီးသူသင်္ကန်းကျောင်းလေးယူပြီးတော့တရသီးကိုခွဲပြီးတော့စားကြည့်လိုက်တယ်တစ်စိမ့်လောက်စားလိုက်တာနဲ့ပဲရတာကြောတွေအကုန်စိမ့်ပြီးတော့ဘယ်အသီးနဲ့မှမတူဘူးချိုလိုက်စိမ့်လိုက်ကောင်းလိုက်တာအဲ့ဒီချိန်မှာဘာဝင်သွားတော့ဆိုသိကောင်းသွားပြီဆိုလို့ရှိရင်လူကစွဲသွားတယ်စိတ်ထဲ